တိရစ္ဆာန်ဖြစ်ရင်လည်းတိရစ္ဆာန်ဘိုက်ထဲရောက်သွားပြီပြိတ္တာဖြစ်ရင်လည်းပြိတ္တာပွားကနေဖြစ်သွားပြီနတ်ဖြစ်ရင်လည်းနတ်ဖြစ်သွားပြီလူဖြစ်ရင်တော့တရေတီးနေပြီနော်ဝိတ္တင်လေးဆိုတာမရှိဘူးအဲ့တော့ခုနှစ်ရက်ရက်မလဲသေးခင်အိမ်မော6666လုံးနေတာဘာတော့တချို့ကြတော့ကိုရင်ပြတယ်လို့ဘာလို့ပြောကြလဲ16တယ်မကျွတ်ဘူးလေပြောကြတယ်ဘသူကမကျွတ်တာကိုလည်းမကျွတ်ဘူးတန်တရားထဲမှာကိုလည်းရှိသူလည်းရှိတော့ဟိုနားမှာမဲတွေးလိုက်ဒီနားမှာအဝတ်ဖြူနဲ့တွေးလိုက်တယ်တို့ဘာတို့အဲ့လိုဟိုနားမှာမြင်လိုက်တယ်တို့ဒီနားမှာကြောပေးပြီးရက်နေတယ်တို့ဟိုနားမှာသပင်ဖာလာကြီးနဲ့တို့ညအိမ်ပြန်လာတယ်တို့မျိုးစုံမပြောနေကြတာအဲ့တော့ waiting list တွေလို့ထင်နေကြအမှန်တော့လူတယောက်သိသွားပြီးဖြစ်ရမယ့်ပုံမှာချက်ချင်းဖြစ်တယ်ဒါဖြင့်အဲ့လိုဘာဖြစ်လို့လာပြနေတာတော့ဆိုတော့အဲ့ဒါနောက်ဘဝပဲသူ့ရဲ့ဘဝပဲ ghost ဖြစ်သွားတာ hungry ghost သူဟာပြိတ္တာဖြစ်သွားတာပြိတ္တာဖြစ်ရင်ချက်ချင်းဖြစ်တာပဲဗမာလူပြောရင်တရေတို့တဆေတို့ပေါ့ချက်ချင်းဖြစ်တာမိသားစုကိုဆွဲရဖြစ်စေအိမ်ကိုဆွဲရဖြစ်စေပစ္စည်းကိုဆွဲရဖြစ်စေအဲ့ဒီအဆွဲလန်းကြောင့်အိမ်မှာပဲပြန်ဖြစ်တာတချို့ကကိုသေသွားတာသေမှမသိဘူးသေမှမသိတော့အိမ်ပြန်လာတတ်တယ်အိမ်ပြန်လာတဲ့အခါအိမ်ကလူတွေကသူ့ကိုမခေါ်ဘူးဆိုသူခံရခက်တယ်အိမ်မှာသူမွေးထားတဲ့ခွေးကသူ့ကိုဟောက်ရင်သူစိတ်မချမ်းသာဖြစ်တယ်အိမ်ကလူတွေကထမင်းဝိုင်းကြီးနဲ့စားနေတယ်သူ့ခေါ်မကြွေးဘူးဆိုပြီးတော့သူစိတ်ဆင်းရဲတယ်ဒါ ghost lit ဖြစ်နေတာတစေဖြစ်နေတာအဲ့လိုဟာတွေနော်အဲ့သူကအိမ်ပြန်လာပြီးတော့သူနေတဲ့အခန်းထဲမှာ6666လုံးနေတယ်ဟိုဟာရှာသလိုလိုတရားချသူ့အနေနဲ့ကတော့သူသေးသွားမှမသိတော့လာနေကြလာတဲ့သဘောပဲသို့တော့သိမကြဘူးအိမ်ဆောင်ကသူ့ကိုလက်မခံမလာရတော့ဘူးဆိုတာဖြစ်လာတယ်အစပထမတော့သူမသိလိုက်ဘူးလာခွင့်ရှိနေသေးတယ်သူကနောက်ကြတော့သိသွားတော့လာလို့မရတော့သူ့ကိုခေါ်နေတယ်ဘယ်သွားဒီမနေနဲ့ဆိုတဲ့မောင်းထုတ်မဲ့လူကပေါ်လာတယ်သူကလည်းသူ့အိမ်သူလာတဲ့ဆိုပြီးတော့မသွားချင်ဘူးပေါ့ဒါပေမဲ့သူနေရာမဲ့နေရာကိုသူ့ကိုမိတ်ပေးမဲ့လူပေါ်လာတဲ့အခါသူထွက်သွားအဲ့ဒါပြိတ္တာဘဝလို့ပြောရမှာဖြစ်တယ်အဲ့ဒါကိုလူတွေကလူကောင်မမြင်ရတဲ့အခါကျတော့ဝိညာဉ်ကောင်လို့ပြောနေကြပြန်နော်အဲ့ဒါနောက်ဘဝပဲအဲ့ဒီဝိညာဉ်ကောင်ပြိတ္တာဖြစ်တာနဲ့တော်သေးတယ်ငရဲဆိုရင်တန်းကြသွားမှာအိမ်မှာ6666မလုံဘူးဆိုရင်တော့ငရဲတန်းကြသွားတာလည်းဖြစ်နိုင်မကောင်းတဲ့လူအတွက်ပြောကောင်းတဲ့လူအတွက်ကတော့ကောင်းတဲ့ဂရိဘုံရောက်မှာဘာသာမှမပြဘူးဆိုလို့ရှိရင်လူဘဝပြန်ရောက်တာလည်းဖြစ်နိုင်တယ်အထက်နှက်ပြေရောက်သွားတာလည်းဖြစ်နိုင်တယ်ဒါတော့ယထာကမ္မံကတောသူလုပ်ခဲ့တဲ့ကံဒီအကျိုးပေးရာကံအလျော်သွားနောက်ဘုံဘဝရောက်သွားတယ်လို့ဒီလိုပဲပြောရမှာဖြစ်တယ်နော်အဲ့ဒီတော့မြတ်စွာဘုရားကဖြေတဲ့အခါမှာဒွါယနေတိတာဒွါယနေတိတောခွာယံကိစ္ဆာ